မိတ်ဆွေများအားလုံးမင်္ဂလာပါ KK Story Channel မှာနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့လူဘဝမှာကိုယ်တန်ဖို့ကိုဘယ်လိုတည်မြင်ရမလဲကိုယ့်ရဲ့ရေးပါမှုကိုဘယ်လိုထိန်းသိမ်းထားတယ်လဲဆိုတာကိုသင်ခန်းစာတရားအဖြစ်ပုံမြင်တစ်ပုဒ်နဲ့အတူမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီပုံမြင်လေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေကတော့ခွန်အားကြီးမားတဲ့ချင်းနေမင်းသူ့အတွက်အတုံးဝင်နေချိန်မှာအရေးထားခံရတဲ့အကြောင်းနဲ့ရေးငယ်ပေးမယ်အကျိုးတရားမှုရှိတဲ့ကြွက်ဒီသုံးကောင်ကြားကဆက်ဆံရေးကနေကိုယ့်ရဲ့ရေးပါမှုကိုဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့အရေးကြီးတဲ့မေးခွန်းကိုညီလေးညီမလေးတို့နဲ့အတူဒီပုံမြင်လေးကိုစဉ်းစားသုံးသပ်သွားကြမယ်နော်ဒီပုံမြင်လေးကိုစိတ်ဝင်စားမယ်ဆိုရင်အဆုံးထိကြည့်လိုက်ကြရအောင်လွန်လေပြီးသောအခါကပေါ့ဥတရပထအတိုင်းမှာတိမ်ထိုက်တွေနဲ့ထိဆက်နေတဲ့တောင်ထိပ်တစ်ခုရှိခဲ့တဲ့အဲ့ဒီမှာခွန်အားဗလအလွန်ကြီးမားတဲ့ဒုဒန္တဆိုတဲ့ချင်းသေးမင်းတကောင်ရှိခဲ့လေတဲ့ဒါပေမဲ့ပြဿနာကတစ်ခုရှိခဲ့ကွယ်အဲ့ဒီချင်းသေးမင်းကြီးအိပ်ပျော်နေတဲ့အခါတိုင်းမှာကြွက်ငယ်လေးတကောင်ကသူ့ရဲ့လားပါတဲ့လဲဆန်းမွေးတွေကိုအမြဲလာပြီးကြိုက်ဖြတ်လေးရှိတဲ့နေ့စဉ်ရက်ဆက်ဆိုးသလိုကြွက်ငယ်လေးလာကြိုက်တာကိုသိရတော့ချင်းသေးမင်းဟာအလွန်ပဲဒေါသထွက်နေတာပေါ့ခတ်တာကချင်းသေးမင်းရဲ့ကြီးမားတဲ့ခွန်အားတွေဟာဒီလောက်သေးငယ်တဲ့ကြွက်ငယ်လေးရဲ့ပေါ်မှာတော့ဘာမှအသုံးမဝင်နေပါဘူးအဲ့ဒီတော့ချင်းသေးမင်းကဒီလိုတွေးတယ်သေးငယ်တဲ့ရန်သူကိုခွန်အားနဲ့မနိုင်ရင်တော့သူ့ကိုနိုင်မဲ့စွမ်းအားရှင်တယောက်ကိုငါမွေးထားမှဖြစ်တော့မယ်ဆိုပြီးပေါ့ဒီလိုနဲ့ချင်းသေးကြီးဟာတောထဲကိုဝင်သွားပြီးတော့ဓမိကန္နာလို့ခေါ်တဲ့ကြောင်တကောင်ကိုရှာတွေ့ခဲ့တယ်ချင်းသေးမင်းကကြောင်လေးကိုငါနဲ့အတူလိုက်ခဲ့ပါမင်းကိုအစားကောင်းအတောက်ကောင်းတွေအမြဲကျွေးပါမယ်လို့ဂတိပေးပြီးသူနေထိုင်ရာခုကိုခေါ်လာခဲ့တာပေါ့ကွယ်ကြောင်လဲရောက်လာရောဟိုးကကြွက်ကလေးဟာကြောက်လွန်းလို့တွင်းထဲကနေအပြင်ကိုလုံးဝမထွက်ရဲတော့ဘူးတဲ့ကွယ်အဲ့ဒီတော့မှပဲချင်းသေးမင်းလဲချမ်းချမ်းသာသာနဲ့အိတ်ဆက်ရတော့တာပေါ့ကွယ်အဲ့ဒီနောက်မှာတော့ကြွက်တန်ကြားရတိုင်းချင်းသေးမင်းကကြောင်လေးကိုအစာကောင်းတီကြွေပြီးတော့အထူးကလူးဆိုင်နေရတာပေါ့ကွယ်ဒီလိုနဲ့နေလာခဲ့ကြတာဒီနေ့မှာတော့ကြွက်ကလေးဟာအရန်ကိုစားလောင်လွန်လို့အပြင်ကိုထွက်လာခဲ့တဲ့ကွယ်အဲ့ဒီအချိန်မှာပဲအသင်းဆောင်နေတဲ့ကြောင်ကကြွက်ကိုဖမ်းယူစားတော့လိုက်တာတော့တဲ့ကွယ်အဲ့ဒီနေ့ကစပြီးကြွက်တန်းကိုလုံးဝမကြားရတော့ဘူးဇလန်းကအဲ့ဒီမှာစားတာပဲချင်းသေးမင်းကဒီကြောင်ဟာငါအတွက်အသုံးမဝင်တော့ဘူးလို့စဉ်းစားပြီးကြောင်လေးကိုအရင်လိုအစားအစာမကျွေးတော့ပဲလှစ်လျူရှူထားလိုက်ပါတော့တဲ့ကွယ်ညီလေးညီမလေးတို့ရေဒီပုံမြင်လေးကနေပြောပြချင်တဲ့အဓိကအချက်ကကိုယ့်ရဲ့အရေးပါမှုကိုဘယ်လိုထိမ့်သိမ်းမလဲဆိုတာပါပဲညီလေးညီမလေးတို့သာကြောင်လေးတဲ့နေရာမှာဆိုရင်ဘယ်လိုစင်ကျင်သုံးသပ်မလဲကိုယ့်ဘက်ကလုံလအားထုတ်မှုတွေပေးညီပါလေရနဲ့ကိုယ့်အပေါ်ပြန်မငဲ့ကွက်တဲ့ချင်းသေးမင်းလို့ပုံကူမျိုးနဲ့တွေ့ရင်ကောဘယ်လိုဆုံးဖြတ်မလဲမိမိရဲ့တန်ဖိုးဟာဓမိကနကြောင်လိုပဲလစ်လျူရှုခံခဲ့ရရင်ညီလေးတို့ညီမလေးတို့ကဘယ်လိုနားလည်မှုပေးမလဲသဘောထားပြေဝစွာနဲ့ပဲနားလည်ပေးလိုက်ပါလားဒါမှမဟုတ်ချင်းသေးမင်းကြီးလိုပုံကူမျိုးနဲ့ကြုံလာရရင်ငါဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုကြိုတင်စဉ်းစားထားမိရလားညီလေးညီမလေးတို့အားလုံးဒီပုံပြင်လေးကိုကြည့်ပြီးတွေးတောကြံစနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ဒီပုံပြင်လေးကနေတားတို့သမီးတို့ညီလေးညီမလေးတို့အတွက်အသိပညာတစ်ခုခုရသွားမယ်ဆိုရင် KK Story Channel မှာကျေးဇူးအထူးတင်ရှိပါတယ်ဒီပုံပြင်လေးကိုကြိုက်တယ်ဆိုရင် Like and Subscribe လုပ်ခဲ့ဖို့လဲမမေ့နဲ့ဦးနော် Bye bye